လေးဟာတန်ရှင်းအမျိုးသမီးကို6နှစ်နဲ့ရင်းနှီးပတ်ပြီးငေါ်တော့ကြလိုက်တယ်မြန်တန်ရှင်းလုတ်ဆန်တီတီစစမပြောင်းဝင်ဒီနေ့နားရက်ရမယ်လို့လုံးတော့မဟောနဲ့အဲ့ဒီနာကဖျက်လျှောက်လာတဲ့တထေးကြီးကမြင်သွားပြီးဟေးမင်းဘာလုပ်နေတာလဲလူတယောက်ကိုဒီလိုမျိုးဘလူးတောင်ချင်းချောင်းနေရတာလေလို့ဝင်သားလိုက်တယ်မန်နေဂျာကဒေါသတကြီးနဲ့ရှင်ကဘာမို့လို့ဝင်ပါနေတာလဲရှင်ကိုဘသူကအခွင့်အရေးပေးလို့လဲရှင်ကိုရှင်ဘသူမှတ်နေလဲလို့ပြန်អော်တာပေါ့တထေးကြီးကဒီတန်ရှင်းရေးဝန်ထမ်းတွေကပင်ပန်းလုပ်နေကြတာမင်းကသူတို့ကိုဘာလို့ဒီလောက်ဒုက္ခပေးနေရတာလဲလို့အေးဆေးမေးလိုက်တယ်ကိုယ့်အလုပ်ကိုလှုပ်ဆန်းမှာရှင်ဒီယုံနေမှာတော့ဘာတွေကိုပါတခွာတဲ့တန်ရှင်းရေးလုပ်သွားလိုက်ငါအလုပ်ကိုရှင်ကဘာလာရှုပ်နေတာလဲလို့မန်နေဂျာကမောက်မှာဆိုတာပြောပြန်လေတထေးကြီးကမင်းကလူတွေကိုနေဆက်နေတာပဲငါကမင်းကလေးတွေကိုလက်မပါလိမရှိဘူးဒါပေမဲ့မင်းကငါ့ကိုရိုက်ခိုင်းနေတာလားလို့ပြောလိုက်တဲ့အခါမန်နေဂျာကတထေးကြီးရဲ့ပါကိုဖြတ်ခနဲ့ရိုက်ချလိုက်ပြီးရှင်ကမင်းကလေးတွေကိုလက်မပါဘူးဟုတ်လားရှော့ဒါဆိုရင်ရောလို့စိန်ခေါ်လိုက်တယ်ငါကိုတောင်လက်ပါရည်တယ်ပေါ့လीလို့တထေးကြီးကဒေါသတကြီးပြောတော့မန်နေဂျာကထက်ရိုက်အောင်ပါရှင်ငါကိုဘာမှလုပ်လို့မရဘူးလို့ပြန်ပြောတယ်နေအောင်မင်းကိုဒီကုမ္ပဏီမှာဘသူခန့်ထားတာလဲဒီလောက်အောက်တန်းကြတဲ့အပြုတ်အူမျိုးနဲ့ဒီမှာဘလို့လုပ်နေလာလေလို့တထေးကြီးကမေးတော့မန်နေဂျာကဂုံယူဝင်ကြွားစွာနဲ့ပြောတာပေါ့ငါနာမည်ကကျောင်းမင်းချမ်းဒီကုမ္ပဏီရဲ့ဆုံးဖြတ်ချက်မှန်သမျှငါလက်ထဲမှာပဲရှိတယ်အော်ဆုံးဖြတ်ချက်တွေကမင်းလက်ထဲမှာပေါ့လို့ရေရွတ်လိုက်မိတယ်မန်နေဂျာကထပ်ဆင့်အမိန့်ပေးတယ်မြန်လောက်ဘဲကရောက်လာမှမသိတဲ့ကောင်ဒါတွေသိမိငါအသာရေးသွားခက်ခဲ့ကြီးတထေးကြီးကစက်ယုံမူအခုချက်ချင်းလူသွားစင်ကြောင်စီလာခဲ့စမ်းမန်နေဂျာကတော့ခနဲ့တဲ့နဲ့ငါကဒီနေရာရဲ့နက်ဖဖို့ပဲရှင်းရအထက်လူကြီးပဲလို့ပြောနေတော့သူ့မောင်ထက်သူစက်ယုံမူရောက်လာတယ်အမဘာလုပ်နေတာလဲဖယ်လိုက်စမ်းလို့ပြောပြီးတထေးကြီးရှေ့မှာခေါင်းငုံရက်လိုက်တယ်မန်နေဂျာကတော့အခြေအနေမသိပဲအမဒီလူကအမကိုချင်းချောက်နေတာသူ့ကိုအလုတ်ထုတ်ပစ်လိုက်ဇိုက်ဆန်းမအောင်လို့အော်နေတော့ကပဲစက်ယုံမှုကတုံရင်နဲ့အမစိတ်လျှော့ဆန်းပါအခြေအနေကိုကြည့်အောင်ဒါကျွန်တော်တို့ရဲ့တထေးကြီးဗျာလို့ပြောလိုက်မှမန်နေဂျာမလီစွန့်အားသွားတော့တယ်။အိုးရှင်ကတထေးကြီးလားစက်ယုံမှုကအမတထေးကြီးကိုတောင်ရေနဲ့ပတ်တယ်ပေါ့အမတော့သွားပြီတထေးကြီးကတော်စိတ်ပြတ်တယ်ကုမ္ပဏီကိုမင်းလက်ထဲယုံကြည်အပ်ပြထားတာဒါမျိုးလုပ်ဖို့လားဘယ်လိုယုံမြတွေကိုအလောက်ခံထားတာလဲတန်ရှင်းရေးဝန်တန်းတွေကိုနှိပ်စက်ယုံတယ်မကခို့တထေးကြီးကိုပါပြန်ရိုက်ရဲတယ်ပေါ့အခုဒီကုမ္ပဏီကမင်းတို့ပိုင်တာလားငါပိုင်တာလားဆိုတာကြည့်ကြသေးလားပေါ့လို့တထေးကြီးရဲ့သူတထေးမှမသိလို့ပါဗျာလို့စက်ယုံမိုးကတောင်းပန်ပေးမဲ့တထေးကြီးကလက်မခံဘူးတထေးမှမသိရင်ရောလူအချင်းချင်းဒီလိုဆက်ဆံပိုင်ခွင့်ရှိလို့လားနောက်ဆုံးမှာတော့တထေးကြီးကပြက်တက်ပဲမင်းတို့နှစ်ယောက်လုံးငါကုမ္ပဏီမှာအလုပ်လုပ်ဖို့မထိုက်တန်တော့ဘူးနှစ်ယောက်လုံးကိုအလုပ်ထုတ်လိုက်ပြီလို့ပြောပြီးစက်တင်သွားခဲ့ပါတယ်စိတ်ခွန်အားရစရာဇလန်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့နဲ့အောင်နော်